လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနပြည်သူ့အင်အားဦးစီးဌာနကဦးဆောင်ပြီးမြန်မာနိုင်ငံရဲ့လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို2014ခုနှစ်မှာတနိုင်ငံလုံးအတိုင်းအတာနဲ့ကောက်ယူခဲ့ပါတယ်။အဲ့ဒီစာရင်းကောက်တွေကိုနွေ့နွေ့ထွေးထွေးကြိုဆိုပြီးမေးမြန်းသမျှစိတ်ရှည်လက်ရှည်ဖြေကြားပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်။သင်ဖြေကြားပေးခဲ့တဲ့အချက်လက်တွေဟာနိုင်ငံရဲ့စီးပွားရေးအရာပြောင်းလဲတိုးတက်မှုဖြစ်စဉ်များနဲ့လူမှုအတိုင်းဝိုင်းအားလုံးပါဝင်တဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုအထောက်အကူပြုမှာဖြစ်ပါတယ်။နောက်ပါဆက်ဖြစ်မှာလဲသန်းခေါင်စာရင်းမေးခွန်းလွှာတွေကိုမြို့နယ်တွေကနေနေပြည်တော်စီတည်ဆောင်ခဲ့ပြီးမြို့နယ်အားလုံးကမေးခွန်းလွှာတွေအစုံအညီရောက်မရောက်အသေးချာစစ်ဆေးခဲ့ပါတယ်။ရရှိလာတဲ့မေးခွန်းလွှာတွေအားလုံးကိုအစစ်မြင့်နည်းပညာသုံးပုံရိပ်ဖတ်ဆက်နဲ့ဖတ်ပြီးကွန်ပျူတာထဲမှာသိမ်းဆည်းထားခဲ့ပါတယ်။လက်ရှိမှာရရှိထားပြီးဖြစ်တဲ့သတင်းအချက်လက်တွေကိုစမ်းစစ်လေ့လာနေပါတယ်။သင်မှတ်သားထားတဲ့အရေးပါတဲ့နေ့တစ်နေ့ကတော့2015ခုနှစ်မေလပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ရောက်ရင်သန်းခေါင်စာရင်းကနေစုဆောင်းရရှိခဲ့တဲ့သတင်းချက်လက်တွေကိုတနိုင်ငံလုံးအတိုင်းအတာပြည်နယ်နဲ့တိုင်းလိုက်ပြီးတော့မြို့နယ်အလိုက်ထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်။ရှင်းလင်းတင်ပြမဲ့သတင်းအချက်လက်အမျိုးအစားတွေကတော့စုစုပေါင်းလူဦးရေပမာဏကြားမအရေးအတွက်ဦးရေအသက်အပိုင်းခြားလိုက်ဦးရေမတန်ဆွမ်းဦးရေပြောင်းရွှေ့နေထိုင်ခြင်းများပညာရေးလုပ်သားအင်အားမွေးဖွားနှုန်းသေဆုံးနှုန်းလူနေမှုအဆင့်အတန်းအိမ်အောင်စုလိုက်လူနေမှုအသုံးဆောင်ပစ္စည်းများသုံးစွဲမှုအခြေအနေဖြည့်ဆို့သူများရဲ့တဦးချင်းကိုယ်ရေးအချက်လက်များကိုမပေါက်ကြားစေဖို့အတွက်တင်းတင်းကြပ်ကြပ်လျှို့ဝှက်ပေးထားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့နောက်ဆုံးအကြိမ်သန်းခေါင်စာရင်းကို1983ခုနှစ်ကကောက်ယူခဲ့တာကြောင့်နိုင်ငံအတွင်းလူဦးရေဘယ်လောက်ရှိနေပြီဆိုတာနဲ့လူနေမှုအဆင့်အတန်းအခြေအနေနဲ့ပတ်သက်တဲ့သတင်းအချက်လက်များများရှိခဲ့တာနှစ်ပေါင်း30ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။2014ခုနှစ်သန်းခေါင်စာရင်းစစ်တမ်းကနေရရှိလာတဲ့သတင်းအချက်လက်တွေကိုပြည်သူတွေရဲ့လူနေမှုအဆင့်အတန်းမြင့်မားလာစေဖို့အတွက်အစိုးရလူမှုအဖွဲ့အစည်းများနဲ့ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေသူတွေကပညာရေးကျန်းမာရေးစောင့်ရှောက်မှုနဲ့တခြားသောလူမှုဝန်ဆောင်မှုလုပ်ငန်းစီမံကိန်းတွေရေးဆွဲရာမှာအသုံးချသွားမှာဖြစ်ပါတယ်။ပြည်သူ့အင်အားဦးစီးဌာနနဲ့ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့တို့ဟာလူထုအတိုင်းအဝိုင်းတွေကြားသန်းခေါင်စာရင်းရလဒ်များရဲ့အရေးပါပုံကိုနားလည်သဘောပေါက်စေဖို့နဲ့စကားဝိုင်းဆွေးနွေးမှုများဖြစ်ပေါ်လာစေဖို့အတွက်သန်းခေါင်စာရင်းဆိုင်ရာရည်ညွှန်းစာဆောင်တွေကိုမြန်မာဘာသာအပြင်တိုင်းရင်းသားဘာသာစကားတွေနဲ့လည်းဖြန့်ဝေသွားမှာဖြစ်ပါတယ်။သန်းခေါင်စာရင်းရလဒ်တွေဟာနိုင်ငံတော်အစိုးရအတွက်သာမကမြန်မာနိုင်ငံမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတဦးချင်းစီအတွက်ပါအရေးကြီးတယ်ဆိုတာကိုသိရှိဖို့လိုပါတယ်။သန်းခေါင်စာရင်းဆိုင်ရာရည်ညွှန်းစာဆောင်9ခုနဲ့သန်းခေါင်စာရင်းလှုပ်ဆောင်မှုအစဉ်စဉ်မှတ်တမ်း DVD တစ်ခွေတို့ဖြစ်ပါတယ်။တကယ်လို့သင်ဟာရက်ရွာဖွံ့ဖြိုးတိုးတက်ဖို့အတွက်လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုမှာပါဝင်နေပြီးလူထုကိုသန်းခေါင်စာရင်းနဲ့သန်းခေါင်စာရင်းဆိုင်ရာရလဒ်များအကြောင်းအသိပညာဖြန့်ဝေလိုတယ်ဆိုရင်သန်းခေါင်စာရင်းဆိုင်ရာရည်ညွှန်းစာဆောင်တွေကိုပြည်သူ့အင်အားဦးစီးဌာနရဲ့အင်တာနက်လိပ်စာနဲ့ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ရုံးရဲ့အင်တာနက်လိပ်စာတို့မှာဖြစ်စေဒါမှမဟုတ်အမှတ်6နတ်မောက်လန်းတာမွေမြို့နယ်ရန်ကုန်မှာရှိတဲ့ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ရုံးမှာဖြစ်စေကိုယ်တိုင်လာရောက်ရယူနိုင်ပါတယ်။အသေးစိတ်သိရှိလိုပါက hotline number 3926394333 3935ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။